စောင့်စည်းမှကောင်းသည်စောင့်စည်းတယ်ဆိုတာစောင့်ရှောက်ပြီးမဖြစ်တဲ့နာတွေမဖြစ်ဖို့တားဆီးတာသို့မဟုတ်စီးကိုစောင့်ကန့်တတ်ထားတဲ့အရာတစ်ခုကိုမဖြစ်ရအောင်ထိမ့်သိမ်းစောင့်ရှောက်တယ်ဆိုတဲ့အဓိပ္ပာယ်မြန်မာစကားစောင့်စည်းမှုဆိုတာပါဠိဘာသာနဲ့ပြောတဲ့အခါကျတော့တံဝရလို့ခေါ်တယ်စောင့်စည်းတယ်စောင့်ရှောက်တယ်ဆုတ်ပိတ်တယ်စောင့်စည်းမှုကလာတာကိုယ်တဏ္ဍမှာမကောင်းတဲ့စိတ်တွေမဖြစ်ရအောင်မကောင်းတဲ့အပြောအဆိုတွေမသင့်လျော်တဲ့ပြုမှုမှုတွေမဖြစ်ကြရအောင်သူတွေဟာစောင့်စည်းကြမစောင့်စည်းလို့ရှိရင်မမယွင်ယွင်နဲ့မကောင်းတဲ့အခြေအနေတွေခုတွေဖြစ်ပေါ်စေနိုင်တယ်ဒါကြောင့်မို့ဘုရားအဆူဆူကနိဗ္ဗာန်ရောက်ကြောင်းတရားကိုဟောတဲ့အခါမှာတံဝရဆိုတဲ့စကားလုံးကိုအဓိကထားပြီးတော့ဟောကြားတာအခြေခံအားဖြင့်သီလဆိုတာဟာတံဝရတစ်ခုပဲစောင့်စည်းမှုတစ်မျိုးပဲသို့တော့တံဝရတစ်ခုတည်းသာသီလလားလို့ဆိုမဟုတ်ဘူးစေရနာလို့ဆိုတဲ့ခံယူဆောက်တည်လို့တဲ့စေရနာဆိုပါစို့သူများတဲ့တတ်ချင်းမှရှောင်ကျင်မယ်လို့ဆိုတဲ့ဒိဋ္ဌံလို့တဲ့စေရနာသူများဥစ္စာခိုးယူခြင်းမှရှောင်ကျင်မယ်လို့ပြုလုပ်လို့တဲ့စေရနာကာမကိစ္စမှာမမယွင်ပြုလုပ်ခြင်းမှရှောင်ကျင်မယ်ဆိုတဲ့စေရနာသူတစ်ပါးကြိုးပြက်အောင်လိမ့်လိလက်စားပြောကြားခြင်းမှရှောင်ကျင်မယ်ဝိသေဝါအသုံးပြုခြင်းမှရှောင်ကျင်မယ်လို့ဆိုတဲ့စိတ်စေရနာတွေကိုလည်းပဲသီလလို့ခေါ်တယ်အဲ့ဒါတွေမကဘူးရှောင်ကျင်မှုဆိုတဲ့ဝိရတိတကယ်ကျုံလာတဲ့အခါမှာပါဏာတိပါဒရှောင်လိုက်တယ်အာရိဏရဏရှောင်လိုက်တယ်ကာမေတုမိစ္ဆာစာရရှောင်လိုက်တယ်မုဒ္ဒဝါဒသူရမေရိယတို့ကရှောင်လိုက်တယ်လို့မလုပ်ဖဲနဲ့ရှောင်ပေးလိုက်တဲ့ဟာဒါကိုလည်းသီလလို့ခေါ်တာပဲဟောတံဝရစောင့်စည်းတယ်မဖြစ်ရအောင်မလုံးမိအောင်နှုတ်ကမပြောဆိုမိအောင်နှုတ်ကိုစောင့်စည်းတယ်ကာယကံမှုလုံးမိအောင်ကိုယ်အမှုကိုစောင့်စည်းတယ်လို့ဆိုတယ်ဒီစောင့်စည်းမှုတွေကိုပဲသီလလို့ခေါ်တာပဲစောင့်စည်းမှုဆိုတာအမှန်တမ်းအရေးကြီးတယ်လို့ပြောတာဒီနေရာမှာစိတ်ကိုစောင့်စည်းဖို့ဆိုတာမပါသည့်အတွက်ကြောင့်စိတ်ကိုလည်းပဲစောင့်စည်းဖို့လိုအပ်တယ်စိတ်ကိုစောင့်စည်းတယ်ဆိုတဲ့နေရာမှာဣန္ဒရိယတံဝရသီလလို့မြတ်စွာဘုရားကစောင့်စည်းမှုဆိုတာတတိနဲ့စောင့်ကြည့်ပြီးတော့တားဆီးတာတတိနဲ့စောင့်ကြည့်ပြီးတော့တားဆီးတဲ့အမှုဣန္ဒြေလို့ဆိုဒီမှာမျက်စိနားနာလျှာကာယစိတ်မနလို့ဆိုတဲ့ဒီ6မျိုးကိုဣန္ဒြေလို့ခေါ်တာဒီနေရာမှာဣန္ဒြေလို့ခေါ်တဲ့တရားတွေဟာအမျိုးပေါင်း22မျိုးရှိတယ်သို့တော့ဒီနေရာမှာစောင့်စည်းမှုနဲ့ပတ်သက်လာလို့ရှိရင်တော့ဒီ6မျိုးပဲလူတွေမှာမျက်စိနဲ့ပတ်သက်လို့စောင့်စည်းရမယ်နားနဲ့ပတ်သက်ပြီးစောင့်စည်းရမယ်နှာခေါင်းလျှာကာယနဲ့ပတ်သက်ပြီးစောင့်စည်းရမယ်စိတ်နဲ့ပတ်သက်ပြီးတော့လည်းစောင့်စည်းရမယ်ဘာကိုစောင့်စည်းတာတုံးလို့ဆိုတဲ့အခါကျတော့မြင်မှုကြားမှုသိမှုမြင်မှုကြားမှုနာမ်မှုလျက်မှုထိမှုသိမှုဆိုတာတွေနဲ့ပတ်သက်လာပြီးတော့မိမိရဲ့တဏ္ဍမှာလောဘဆိုတဲ့အကုသိုလ်တွေမဖြစ်အောင်ဒေါသဆိုတဲ့အကုသိုလ်တွေမဖြစ်အောင်
မောဟဆိုတဲ့အကုသိုလ်မဖြစ်ရလေအောင်မာမာနအိတ်တမစ္စရိယစတဲ့ခိလေသာတွေမဖြစ်ရအောင်တတိနဲ့စောင့်ကြည့်ပြီးတော့တားဆီးတာတံဝရလို့သူတို့ခေါ်တယ်အဲ့ဒီစောင့်စည်းမှုဟာတကယ်တော့တတိရဲ့လုပ်ငန်းတစ်ခုပဲတတိရဲ့လုပ်ငန်းတစ်ခုကိုပဲမဲ့လို့သီလခိုင်မြဲဖို့အတွက်ကဒီစောင့်စည်းမှုကအရေးကြီးတယ်ပေါ့မစောင့်စည်းရင်ဥပမာမဲ့စီယိုမရှိတဲ့စိုက်ပျိုးခင်းတစ်ခုဟာကျွဲတို့နွားတို့စိတ်တို့အလွယ်တကူဝင်ရောက်ပြီးတော့စိုက်ပျိုးထားတာတွေဖြစ်စီမှာပဲစားတော့သွားမှာဒါကြောင့်မို့ခြံစည်းရိုးဆိုတာကာကြတယ်ခတ်ကြတယ်အဲ့ဒီကာယံထားတဲ့ခြံစည်းရိုးလိုပဲသီလဆိုတဲ့အဖို့ဒံယရဏမပြောက်ပြက်အောင်စီယုကာပေးတဲ့သဘောအနေနဲ့အိန္ဒရိယတံဝရဆိုတာဒီလိုသီလကြီး၄ပါးထဲမှာထည့်ပြီးတော့မြတ်စွာဘုရားဟောထားတာဟာတကယ်တော့အိန္ဒရိယတံဝရဆိုတာတတိရဲ့လုပ်ငန်းပဲသီလဆိုဒီမှာကာယကံနဲ့ဝစီကံကိုထိမ့်သိမ်းဆောက်ရှောက်တာကိုသီလလို့ခေါ်တာသို့တော့ဒီတတိကိုလည်းဒီနေရာမှာတံဝရဆိုတဲ့တတိဆင်ញင်တုံတရားနဲ့ဆင်ញင်စဉ်းစားမှုဆိုတဲ့အသိပညာဒါတွေကိုလည်းသီလလုံခြုံမှုအတွက်စောင့်စည်းမှုဆိုတဲ့အထဲမှာထည့်သွင်းပြီးတော့ဖော်ပြတယ်ဒါတွေမပါလို့ရှိရင်စောင့်စည်းမှုဆိုတာဖြစ်လာမှာမဟုတ်ဘူးစောင့်စည်းမှုဟာအမှန်တမ်းအရေးကြီးတယ်လို့စောင့်စည်းမှုဟာဘာအတွက်တုံးဆိုမပြောမိဖို့နဲ့မလုံးမိဖို့အတွက်ပဲနော်မပြောမိဖို့နဲ့မလုံးမိဖို့ပြောမိတယ်လုံးမိတယ်ဆိုတာသီလကိုဖောက်ဖျက်ခြင်းပဲစောင့်စည်းမှုကမပြောမိဘူးမလုံးမိဘူးဆိုလို့ရှိရင်တော့ဒါသီလလုံမှုရအတွက်အထောက်အကူတစ်ခုဖြစ်သွားတယ်လောကမှာကြည့်မဟုတ်တာစိကံကတ္တထားတာမဟုတ်တာကိုမပြောဘူးမဟုတ်တာကိုမလုပ်ဘူးလို့လုပ်တဲ့ပုဂ္ဂိုလ်တယောက်မဟုတ်တာကိုမလုပ်တဲ့ပုဂ္ဂိုလ်တယောက်ကာယကံမှုမနောဝစီကံမှုရှောင်ကျင်တဲ့ပုဂ္ဂိုလ်တယောက်ဘာရလဲလဲဆိုအနဝိသဒုက္ခပြစ်ကင်းတဲ့ချမ်းသာတဲ့ကိုမဟုတ်တာဘယ်တော့မှမပြောဘူးမဟုတ်တာဘယ်တော့မှမလုပ်ဘူးပြန်စဉ်းစားကြည့်လိုက်ရင်လောကမှာအပြစ်ဆိုတာတွေဟာမမရင်ပြောဆိုမှုမမရင်လုပ်မှုဒီပေါ်မှာမူတည်ပြီးတော့နေတာမစင်မကျင်ပြောလိုက်တယ်မစင်မကျင်လုပ်လိုက်တယ်တစ်ဖက်သားအကျိုးပြပြသွားတယ်အဲ့ဒီမမရင်ပြုလုပ်မှုတွေဟာပြောเสียဆိုเสียအပြစ်တင်เสียတွေဖြစ်လာတယ်အဲ့ဒီပြောเสียဆိုเสียအပြစ်တင်เสียကိုဝိသအပြစ်လို့ဒီလိုပြောတာဝိသဆိုတာကဲ့ရဲ့เสียပြောเสียထောက်ပြเสียဖြစ်လာတယ်အပြစ်နာစာအဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်မမရင်လည်းမပြောဘူးမမရင်လည်းမလုပ်ဘူးလို့ဆိုရှင်ဘယ်သူကမှအပြစ်တင်လာမှာမဟုတ်ဘူးအပြစ်တင်เสียလည်းမရှိဘူးချီးမွမ်းเสียတာဖြစ်တယ်ဒီလူကလူကောင်းပဲနော်လူကောင်းပဲမဟုတ်တာမလုပ်ဘူးမဟုတ်တာမပြောဘူးသိက္ခာသမာဓိရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းပွေတာဖြစ်တယ်အဲ့တော့ချီးမွမ်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုအနဝိဇ္ဇဒုက္ခလို့ခေါ်တယ်ပါဏာတိပါဒအာရိဏဒရဏစသည်မရှောင်ခြင်းကြောင့်တစုံတစ်ခုမမယွင်လုံးမိပြီပြောမိပြီဆိုတဲ့ပုဂ္ဂိုလ်တရားထို့ပြောမိခြင်းလုံးမိခြင်းကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ပြဿနာအတွက်ရတဲ့မအေးနိုင်ရတဲ့မအေးဘူးမလုပ်ဘူးမပြောဘူးရှောင်ကျင်ပြီးသားဖြစ်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်အတွက်ကတော့ဘာမှပြောစရာမရှိဘူးကိုမလုပ်သည့်အတွက်ကြောင့်ကိုမလုပ်ဖဲနဲ့ရှောင်ကျင်သည့်အတွက်ကြောင့်
ခြေနှက်เสียစိတ်နှလုံးအေးချမ်းเสียဖြစ်တယ်အဲ့ဒီစိတ်နှလုံးအေးချမ်းတာနှလုံးသားရတာကိုပဲအဝိပတိတာရလို့ခေါ်တယ်ဝိပတိတာရဆိုတာပြန်တွေးတိုင်းနော်စိတ်ထဲမှာမကြည်မသာဖြစ်တာကိုဝိပတိတာရအဝိပတိတာရပြန်တွေးလိုက်ရင်စိတ်ထဲမှာမကြည်မသာမဖြစ်ရဘူးမြဲတမ်းပဲနှလုံးသားရတယ်လို့ဆိုတာစိတ်ထဲမှာမကြည်မနှက်တာမဖြစ်ဘူးပြောလို့တော့နှလုံးဆိုတာစိတ်ကိုတင်စားပြီးတော့ပြောတဲ့စကားစိတ်နှလုံးအေးချမ်းတယ်မိမိရဲ့ရှောင်ကျဉ်မှုနဲ့ပတ်သက်ပြီးစိတ်နှလုံးအေးချမ်းမှုရအဲ့ဒီလေစိတ်နှလုံးအေးချမ်းမှုရတဲ့ပုဂ္ဂိုလ်မှာဆက်ခါရလာနိုင်တဲ့အကျိုးကျေးဇူးတွေဒါစဉ်းစားကြည့်တော့ကိုယ်တိုင်ရတာတွေကိုမြတ်စွာဘုရားဟောထားတာရမရကိုယ့်အကိုစဉ်းစားကြည့်ပြီးပြင်းပြင်းရှောင်ကျဉ်မှုရှိလို့အနဝိဇ္ဇဒုက္ခရပြီဆိုရင်ဒီတိုင်းလာမှာပဲပြန်တွေးလိုက်ရင်ငါမဟုတ်တာမပြောဘူးမဟုတ်တာမလုပ်ဘူးဆိုရင်စိတ်နှလုံးကြည်လင်စိတ်နှလုံးကြည်လင်အေးမြလို့နှလုံးသားရပြီဆိုရင်စိတ်ထဲမှာဝမ်းမြောက်လာတာဝမ်းမြောက်လာလို့ရှိရင်နှစ်ချိုက်မှုပီတိဆိုတာစက်တိုက်ဖြစ်လာနှစ်ချိုက်မှုပီတိဖြစ်လာလို့ရှိရင်ပတ္တတိဆိုတဲ့ကိုယ်ရောစိတ်ရောငြိမ်းချမ်းမှုဆိုတာစိတ်ပူတာမရှိဘူးစိတ်မပူရတော့ဘူးလောကလူတွေစိတ်ပူတယ်ဆိုတာခံစားဘူးတာပဲအပြစ်ကင်းတဲ့ပုဂ္ဂိုလ်တယောက်မိမိလောက်ရနဲ့ပတ်သက်ပြီးတော့စိတ်ပူစရာမရှိဘူးတခြားတော့ပူခြင်းပူမှာပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးပူစရာမရှိဘူးလို့ဆိုလို့စိတ်မပူရတာကိုပတ္တတိလို့ခေါ်တယ်စိတ်မပူတော့ဘာဖြစ်လဲဒုက္ခနေလို့ထိုင်လို့ချမ်းသာတယ်ချမ်းသာလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လာတော့အဲချမ်းသာတယ်ဆိုတာခုနဒုက္ခပဲဒုက္ခဟာအနဝိဇ္ဇဒုက္ခအဲ့ဒီဒုက္ခရရှိလာပြီဆိုလို့ရှိရင်စိတ်ကလေးဟာတည်ငြိမ်မှုဆိုတဲ့တမာတိကိုရလာနိုင်တယ်။ဟောသီလကဘယ်သူ့ကိုအကျိုးပြုတာတော့ဆိုတမာတိကိုအကျိုးပြုတာ။ဒါကြောင့်မို့ဘုရားရဲ့ဆုံးမထဲမှာကိုကျင့်သီလအရင်တိဆောက်ကြ။ကိုကျင့်သီလကိုအရင်ထိမ့်သိမ်းဆောက်ရှောက်ရတယ်။အဲ့ဒီကိုကျင့်သီလခိုင်မြဲဖို့အတွက်ဆိုပြီးတော့စောင့်စည်းမှုဆိုတာလာတယ်အကယ်၍စောင့်စည်းမှုတတိနဲ့စောင့်ပြီးတော့တားဆီးတာကြိုးစားမှုမလုပ်ဘူးလို့ဆိုလို့ရှိရင်ဝင်လာလိမ့်မယ်တတိမေ့သွားတာနဲ့တပြိုင်နက်မပြောသင့်တာပြောမိသွားမယ်မလုပ်သင့်တာတွေလုပ်မိသွားမယ်မစင်မကျင်ဆိုတာတွေဖြစ်လာလိုက်လို့ရှိရင်ခုနကအခြေအနေတစ်ခုကပြက်ပြားသွားမှာပဲဒါဒီလိုဆိုတာပေါ့နော်ရသော်ဘုရားတရားတော်ကလက်တွေ့ကျင့်သုံးရနိဗ္ဗာန်ကိုလိုချင်တဲ့ပုဂ္ဂိုလ်တိုင်းဒီအကျင့်နဲ့ပဲသွားတာအေးနိဗ္ဗာန်မဟုတ်ပါဘူးဒီဘဝမှာပဲအပြစ်ကင်းနဲ့မိမိတို့နှစ်သက်ရာမြတ်လို့ရလုပ်ငန်းတစ်ခုလုပ်နိုင်ဖို့တည်တည်ငြိမ်ငြိမ်လုပ်နိုင်ဖို့ဆိုလို့ရှိရင်လေဟောဒီအပြစ်ကင်းမှုကအထောက်အကူပြုတာပဲပြည့်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဒီစိတ်ခဏမငြိမ်ဘူးစိတ်ခဏမငြိမ်တဲ့ပုဂ္ဂိုလ်တယောက်ဒီဘယ်တော့မှတမာတိဆိုတာမရဘူးတမာတိမရတဲ့ပုဂ္ဂိုလ်တယောက်ဒီယထာဘူတညာနာတဒနာအဖြစ်မှန်ကိုသိခြင်းမြင်ခြင်းဆိုတာသူဘယ်တော့မှမရှိဘူးမြတ်စွာဘုရားရဲ့အဆုံးအမအသိပညာမှာလမ်းဆုံးတာဖြစ်တယ်အသိပညာရအောင်လုပ်ရတယ်ခုလိုတရားပွဲတွေကျင့်ပတာဘာလို့ဖို့လဲအိမ်မှာနေရတာပြင်းလို့လားမဟုတ်ဘူးရည်စရာကောင်းဖို့ရည်ရဖို့လာတာလားမဟုတ်ဘူးဘာလို့ဖို့လဲပညာရဖို့လာတာတုတ္တဆိုတဲ့ကြားလိုက်ရတဲ့အခါကျတော့ဒီကြားမှုကိုအခြေခံပြီးတော့ဆင်ញင်စဉ်းစားတတ်တဲ့ပညာမျိုးကိုတုတ္တမယပညာလို့ခေါ်တယ်ကြားနာဘူးတဲ့အပေါ်မှာဆင်ញင်သုံးသပ်မှုတွေဝင်လာတယ်တုတ္တမယပညာ
အဲ့ဒီသုတ္တမယပညာကိုအခြေခံပြီးတော့လက်တွေ့ကျင့်သုံးတဲ့အခါမှာမိမိရဲ့တဏ္ဍာမှာကောင်းတဲ့အသိပညာတွေတဖြည်းဖြည်းတိုးပြီးလာတယ်မဖြစ်သေးရင်ဖြစ်လာတယ်ဖြစ်လာပြီးရင်တိုးလာတယ်အဲ့ဒီမဖြစ်သေးတဲ့အသိပညာဖြစ်လာတာဖြစ်ပြီးသားအသိပညာတိုးလာတာဆိုတာကိုဘာဝနာမယလို့ဒီလိုခေါ်တာအဲ့တော့သုတ္တမယနဲ့ဘာဝနာမယဒီပညာနှစ်ခုဟာဆက်ပြီးတော့နေတယ်သုတ္တမယအခြေခံပြီးတော့မှဘာဝနာမယပညာရတယ်ဘာဝနာမယအခြေခံလိုက်တဲ့အခါကျတော့မှဘုရားဘာသာဝင်သူတော်စင်တွေအမြဲတမ်းဥတည်ချက်ထားတဲ့မဲ့ဖို့နိဗ္ဗာန်ဆိုတာဒီလမ်းမှန်ကိုတွေ့မှာဖြစ်တယ်အနုမှုထိုင်းဆုတောင်းနေလို့ကတော့ဒီကိုရောက်လာမှာမဟုတ်ဘူးတဲ့မြတ်စွာဘုရားရဲ့အဆုံးအမကမိမိတို့စိတ်ကိုအဓိကထားပြီးတော့အသီးသီးသောပုဂ္ဂိုလ်ရဲ့စိတ်ကိုအဓိကထားပြီးတော့ဆုံးမတာဖြစ်တယ်ဒါကြောင့်မို့ဘုရားဘာသာရဲ့ကိုချင်းတရားဟာအသီးသီးသောပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားပေါ်မှာမူတည်တခြားကိုကြည့်စရာမလိုဘူးသိပြီးတော့တခြားဘာသာတွေနဲ့မတူဘူးဘုရားဘာသာကိုယ်စိတ်ကိုကိုယ်စောင့်ကြည့်ပြီးတော့ကိုယ်ထိမ့်သိမ့်စိတ်ကောင်းနှလုံးကောင်းမွေးအသိပညာတွေတိုးတက်အောင်စီးပူးခြင်းဖြင့်တစတဲ့တစဒီဘဝကစပြီးတော့နောင်တန်တရားဝတ်ထဲမှာတန်တရားထဲကမထွက်သေးဘူးဆိုလို့ရှိရင်အသိပညာတွေဟာတစနဲ့တစမြင့်မားလာပြီးဘဝမှာလည်းပဲချမ်းသာတဲ့ဘဝတစ်ခုကနေပိုချမ်းသာတဲ့ဘဝတစ်ခုပိုချမ်းသာတဲ့ဘဝကအချမ်းသာဆုံးဘဝတစ်ခုဆိုတာမျိုးဒီလိုဘဝတွေရပြီးနောက်ဆုံးဘယ်ချမ်းသာနဲ့မှမရှင်တဲ့နိဗ္ဗာန်ချမ်းသာမရှင်နိုင်တဲ့နိဗ္ဗာန်ချမ်းသာတည်အောင်အဆင့်ဆင့်ရောက်ရှိသွားတာဒီလိုဆိုတာပေါ့အဲ့တော့ဘုရားဘာသာတရားတော်အရာကိုယ့်ကိုကောင်းအောင်ပြုပြင်ထိန်းသိမ်းမှုဟာအရေးကြီးဆုံးမှုမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကအတ္တဓိပါဘိက္ခွေဝိရထအတ္တတရဏကိုယ့်ကိုအားကိုးကြကိုယ့်ကိုမိကိုရာအဖြစ်လောက်ကြကိုယ့်ကိုအားကိုးတယ်ကိုယ့်ကိုမိရာအဖြစ်တိဆောက်တယ်အားကိုးစရာဖြစ်လောက်အောင်လုပ်တယ်ဆိုတာဘာလဲဓမ္မဓိပါဘိက္ခွေဘဝဓမ္မဓိပါဓမ္မတရဏဓမ္မကိုထောက်တရားကြီးတစ်ခုဖြစ်အောင်ဓမ္မသည်အားကိုးရာတစ်ခုဖြစ်အောင်ကြိုးစားရမယ်ဓမ္မဆိုဒီမှာကိုယ်တဏ္ဍမှာဖြစ်ပေါ်လာတဲ့ဖြစ်ပေါ်စေတဲ့သီလသမာဓိပညာတရားတွေကိုခေါ်တာပဲအဲ့ဒီဓမ္မတွေကိုအားကိုးနိုင်ရမယ်လို့ဆိုလိုတယ်နော်ဒါဖြင့်လောကလူတွေကအမေအားကိုးမယ်အဖေအားကိုးမယ်ဆွေမျိုးသားချင်းတွေအားကိုးမယ်မိတ်ဆွေသင်္ကားတွေအားကိုးမယ်အားကိုးရမရဘူးလားလို့ဆိုတာမန်ကိစ္စနဲ့တခဏမှာတော့အားကိုးရလို့ထင်စရာရတယ်ပေါ့နေရာတိုင်းမှာအားကိုးလို့ရရလားလို့စဉ်းစားကြည့်အမေရှိတဲ့လူကအမေအားကိုးရတယ်အဖေရှိတဲ့လူကအဖေအားကိုးမယ်ညီကိုမောင်နှမတွေချင်းချင်းပြန်လာအားကိုးမယ်မိတ်ဆွေတွေချင်းချင်းပြန်လာအားကိုးမယ်ကိုသိတဲ့ပုဂ္ဂိုလ်တွေအားကိုးတယ်ဟုတ်ပြီသူတို့ပေးနိုင်တဲ့အတိုင်းတာဘယ်အထိလဲအားကိုးလို့ရတဲ့အတိုင်းတာဘယ်အထိလဲဆိုတာကန့်သက်တည်ရှိတယ်တကယ်အားကိုးရာဆိုဒီမှာပါလဲဘုန်းကြီးတို့တွေတေချာစဉ်းစားကြည့်တဖြည်းဖြည်းအိုမင်းလာတာကိုအမေအားကိုးလို့လည်းမရဘူးအဖေအားကိုးလို့လည်းမရဘူးဆိုလိုတာကအိုမင်းချင်းဆိုတဲ့စရာတရားနှိမ့်ဆက်လာပြီဆိုရင်အမေကလည်းအားကိုးစရာမဟုတ်တော့ဘူးအဖေကလည်းသူလည်းသူဒုက္ခဖြစ်နေဆွေမျိုးသားချင်းမြည်သည့်ပုဂ္ဂိုလ်ကိုမှအားကိုးလို့မရဘူးအသီးသီးဟာကိုယ်ဒုက္ခနဲ့ကိုယ်ကြည့်ပဲကောကိုအားကိုးရမယ့်ပုဂ္ဂိုလ်ကကိုဘာကူညီနိုင်ဘာမှမကူညီနိုင်ဘူးသူလည်းအိုကိုလည်းအိုနေမကောင်းထိုင်မသာဖြစ်ရင်ရောသူလည်းဖြာနာကိုလည်းဖြာနာနောက်ဆုံး
သေတော့ရောသူလည်းသေကိုလည်းသေမသေးအောင်အားကိုးလို့ရလာလို့ဆိုမရဘူးတရားအဲ့ဒီကိစ္စတွေနဲ့ပတ်သက်လာတာကိုမြတ်စွာဘုရားရည်ရွယ်ပြီးတော့နော်လောကကြီးဟာတဲ့အတ္တနောလောကောအနဘိတရောလောကကြီးဟာကာကွယ်မဲ့လူမရှိဘူးတဲ့အာကိုရပုဂ္ဂိုလ်ဆိုတာမရှိဘူးတဲ့လောကကြီးမှာဒီအချက်တွေကိုပြောတာနော်ဒီအချက်တွေကိုပြောတာအာကိုလို့ရတဲ့အချက်ကလေးကိုလူတွေကနေအာကိုရတယ်လို့ဒီလိုပြောကြတာတကယ်အရေးကြီးတဲ့ကိစ္စတွေအာကိုလို့ရလာလို့ဆိုအာကိုလို့မရဘူးအရေးကြီးတဲ့ကိစ္စဆိုတာလူတိုင်းမရှောင်နိုင်တဲ့ပြဿနာကြီးပဲဘာလို့အိုခြင်းနာခြင်းသိခြင်းအဲ့ဒီအိုခြင်းနာခြင်းသိခြင်းလောက်ကြီးမားတဲ့အရာလောကမှာရှိမှာမရှိဘူးဘာလူမျိုးပဲဖြစ်ဖြစ်အိုတာပဲနာတာပဲသိတာပဲဘလောက်အာနာရှိဘလောက်စီစဉ်ဥစ္စာတွေကြွယ်ဝချမ်းသာဘလောက်ပဲတော်အိုခြင်းနာခြင်းသိခြင်းဆိုတာနဲ့ကြတော့အာကိုရမရှိဘူးတဲ့အဲ့ဒီလိုအာကိုရမရှိတဲ့နေရာမှာမြတ်စွာဘုရားဘာအာကိုခိုင်းတာတော့ကိုအာကိုလို့ပြောတာကိုအာကိုဆိုတာဘာကိုပြောတာတုံးဆိုတရားကိုအာကိုလို့ပြောတာနော်ဒါဖြင့်တရားပဲတရားတွေတုံးဆိုကိုကျင့်တဲ့သီလကိုပွားများအထုတ်တဲ့သမာဓိကိုယ်တဏ္ဍာမှာစီးပူးလို့ရထားတဲ့ပညာသီလသမာဓိပညာဆိုတဲ့ဒီတရားကသာလေကိုအာကိုရဖြစ်မယ်ကျန်တာတွေကအာကိုရမဖြစ်ဘူးအာမခံမရှိဘူးလို့ဒီလိုပြောတာနော်လောကကြီးမှာအခုအာမခံဆိုပြီးတော့လောက်တာတွေရှိတယ်လေပတ်စံနေနဲ့အာမခံကြတယ်အဲ့ဒီအာမခံဆိုတာနှစ်မျိုးရှိတယ်အင်္ဂလိပ်စကားမှာသုံးတဲ့အခါမှာနှစ်မျိုးသုံးရ insurance ဆိုတဲ့ IN နဲ့ရေးတဲ့ insurance ဆိုတာတစ်ခု AS နဲ့ရေးတဲ့ assurance ဆိုတာတစ်ခုနှစ်ခုရှိတယ် insurance ဆိုတဲ့အာမခံကဘယ်လိုအာမခံလဲလို့ဆိုမိအာမခံတို့ဘာအာမခံညာမှာအဲ့ဒါက insurance မိဆိုတာလောင်းခြင်းလောင်းမယ်မလောင်းမဲနေခြင်းလည်းနေပဲသိချလားသိချဘူးမိလောင်းမယ်လို့သူမှပြောလို့မရဘူးသိချတဲ့ကိစ္စမဟုတ်ဘူးမသိချတဲ့နေရာကိုလည်းပဲမလောင်ဘူးလောင်ခဲ့တော့ဆိုတဲ့အနေနဲ့အာမခံထားတာဟောနောက်တစ်ခုအာမခံအဲ့ဒါလို့ရင်းပေါ့လေဖြစ်နိုင်ခြေရှိတယ်မလောင်ဘူးလောင်ခဲ့တော့ possible လို့ခေါ်တာဖြစ်နိုင်တဲ့အရာတေချာကြီးဖြစ်မယ်လို့ပြောလို့မရဘူးဖြစ်နိုင်တယ်ဖြစ်နိုင်တဲ့အရာအာမခံတာကို insurance လို့ခေါ်တယ်နောက်အာမခံတစ်ခုကဘာတော့အသက်အာမခံအသက်အာမခံဆိုဒီမှာမတည်ဘူးလို့အာမခံလို့ရတာမှမဟုတ်တာတည်မယ်ဆိုတာကတော့တေချာပေါက်ပဲမိလောင်မယ်ဆိုတာကမတေချာဘူးတည်မယ်ဆိုတာကတေချာတယ်ဒါဖြင့်သေမယ်ဆိုတဲ့ဟာကသေချာတာမို့ certainty လို့ခေါ်တယ်သေချာပေါက်အရာကိုအာမခံတာ assurance လို့ခေါ်တယ်မတူဘူးအာမခံနှစ်ခုဟောအာမခံနှစ်ခုရှိတယ်အသက်အာမခံနဲ့မိအာမခံပေါ့အင်္ဂလိပ်မှာခွဲထားတယ်ဗမာကတော့အာမခံညှိပဲတိတ်မထူးအဲ့တော့ခွဲပြောခြင်းဖြစ်နိုင်တာအာမခန္ဓာနဲ့သေချာပေါက်ကိုအာမခန္ဓာဒီနှစ်ခုပဲသေမှသေချာတယ်အဲ့ဒါအတွက်အာမခန္ဓာမိလောင်နေမသေချာဘူးလောင်ခြင်းလောင်မယ်မလောင်ခြင်းမလောင်ဘူးအဲ့မသေချာတဲ့ဟာကိုအာမခန္ဓာတစ်ခုအဲ့ဒါလို့လောကကြီးမှာအာမခံလို့ဒီလိုပြောပေမဲ့လို့တကယ်အာမခံနိုင်တာကသူတို့အာမခံတယ်ဆိုတာဒီဘဝတခဏတာအတွင်းလေးပဲအာမခံဆိုတာရှိတယ်ဟောမြတ်စွာဘုရားဟောတဲ့သီလသမာဓိပညာဆိုတဲ့သိက္ခာသုံးပါးကိုကျင့်လို့ရှင်တ
ဒါကြတော့တဏှာမှာအာမခံသွားတယ်အာမခံဖြစ်တယ်ဘလို့အာမခံလဲလို့ဆိုမြတ်စွာဘုရားမိမိစိတ်လေးကိုတဲ့တရားတရားနဲ့ထုံမွမ်းထားလိုက်ပါတရားတရားနဲ့ထုံမွမ်းတယ်ဆိုတာဘုရားတရားတန်ခါယရဏသုံးပါးခုံကိုသိပြီးတော့နှစ်ကာယုံကြည်တဲ့တရားအဲ့ဒီတရားတရားနဲ့ထုံမွမ်းထားလိုက်စိတ်ကလေးဟာပြောင်းလဲမရှိတဲ့တရားတရားဒါနကောင်းမှုဆိုတာလုံးတဲ့နဲ့သီလဆိုတာကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဘာဝနာဆိုတာနိဗ္ဗာန်တိုင်အောင်ကျိုးပေးတယ်လို့ယုံကြည်ပြီးဆုံးဖြတ်ထားတဲ့တရားဘယ်သူကမှလာပြောပြောင်းလဲမှမဟုတ်တဲ့တရားခိုင်မာတဲ့တရားဓတ္တနမူလိကတတ္တာလို့ခေါ်တယ်ဓတ္တနမူလိကတတ္တာဆိုတာအသိဉာဏ်ပေါ်မှာအခြေခံတဲ့တရား blind faith မဟုတ်ဘူးမျက်ကန်းယုံကြည်တာမျိုးမဟုတ်ဘူးအသိဉာဏ်ပေါ်အခြေခံထားတဲ့တရားနဲ့ကိုယ်စိတ်လေးကိုထုံမွမ်းပေးထားလိုက်မယ်ဆိုရင်တဲ့အဲ့ဒီစိတ်ဟာအာမခံချက်ရှိသွားဒီလိုဆိုတာနော်သီလပရိပါဝိတစိတ်သီလဆိုတာကိုချင်းသီလများများကြီးမဟုတ်ဘူးလိုးကြောင်နေဆိုရင်၅ပါးသီလပဲ၅ပါးနဲ့လျှော့ပြီးတစ်ပါးတို့နှစ်ပါးတို့တော့သွားမလုံးနဲ့နော်၅ပါးသီလကလျှော့လို့မရဘူးတချို့ကလျှော့တာလားမသိဘူး၅ပါးသီလတွေကနှစ်ခုလုံးရပါတယ်တော့မရဘူးမရနိုင်ဘူးဆိုတာစဉ်းစားကြည့်လေအေးသူရမေတွေကတော့ရှောင်ပါတယ်ကျန်တာတွေမရှောင်ဘူးဆိုလို့ရှိရင်ဘယ်လိုနေမလဲအဒိဏဒါနတော့ရှောင်ပါတယ်မုဒ္ဒဝါဒရှောင်ပါတယ်ကျောင်းသားတွေမရှောင်ဘူးဆိုဘယ်လိုနေကာမေတုရှောင်တယ်နော်ကာမေတုမေသစာရရှောင်တယ်ဒီမူရစေဝါရှောင်တယ်ကျန်တာကြတော့မရှောင်ဘူးဆိုရင်ဘယ်လိုနေမလဲစဉ်းစားကြည့်ပါဏာတိပါဒရှောင်မှအသက်ရှည်တယ်ကျမ်းမာတယ်လူဘဝမှာအသက်ရှည်ဖို့ကျမ်းမာဖို့မရှောင်ဘူးဆိုရင်ငယ်ငယ်ကသေတယ်ယောဂတွေနဲ့ဖြစ်တယ်။ဩလူဘဝမှာငယ်ငယ်လေးကသေသွားဘာလုပ်လိုက်ရမှာဘာမလုပ်လိုက်ရယောဂဝေဒနာတွေဆွဲကပ်ပြီးတော့မွေးကလေးကယောဂပါလာတဲ့လူဘာမှလုပ်လို့မရဒါပါဏာတိပါဒမရှောင်ခဲ့ဘူးဆိုရင်လူထဲမှာလူကောင်းတစ်ယောက်ဖြစ်ဖို့ဘယ်လိုလုပ်ရစီးပွားရေးအောင်မြင်တဲ့လူဘယ်လိုလုပ်ဖြစ်ပါဏာတိပါဒတော့ရှောင်ပါတယ်ဒါကြောင့်မို့အသက်ရှည်ပါရဲ့ကျမ်းမာပါရဲ့အရိဏဒါနမရှောင်လို့ရှားထားတာမှန်သမျှပါသွားတော့ကြအသိဉ္ခံရတော့ကြမီးလောင်တဲ့ထဲပါသွားတော့ကြရေမျောတဲ့ထဲပါသွားရှာလိုက်ကုံလိုက်တစ်သက်လုံးရှာနေရတဲ့ဘဝမျိုးဟောဒါလည်းကောင်းတဲ့အခြေအနေမှမဟုတ်တာရှာသမျှပျက်စီးနေတယ်ဆိုလို့ရှိရင်လေလောကကြီးကပဲပြည့်စုံနိုင်မလို့ဟုတ်ပြီအရိဏရဏရှောင်လိုက်တယ်အသက်ရှည်တယ်ကျမ်းမာတယ်ပစ္စည်းဥစ္စာတွေချမ်းသာတယ်လုံလောက်ပလားမလုံလောက်သေးဘူးကာမေတုမိစ္ဆာစာရမရှောင်ဘူးဆိုရင်အရက်ထဲမှာလူမုံများတယ်ဘယ်သူကမှအဖက်မလုပ်ချင်ဘူးကာမေတုမိစ္ဆာစာရရှောင်လိုက်ပြီဆိုရင်အရက်ထဲမှာလူချစ်လူခင်ပေါ်လာဟောအသက်ရှည်တယ်ကျမ်းမာတယ်ပစ္စည်းဥစ္စာတွေပေါ်တယ်လူချစ်လူခင်ပေါ်တယ်အတော်လေးလုံလောက်သွားသို့တော့မုဒ္ဒဝါဒမလုံသည့်အတွက်ကြောင့်ခဏမဟုတ်တဲ့အလုပ်တွေနဲ့ဆွဆွဲခံရပြီးအဖမ်းဆီးခံရကိုမလုပ်ဖဲနဲ့လုပ်တယ်လို့ပြောခံရဒါမျိုးတွေဖြစ်တတ်တယ်မုဒ္ဒဝါဒရှောင်လိုက်ပြီဆိုရင်ဟုတ်ပြီအသက်ရှည်တယ်ကျမ်းမာတယ်ပစ္စည်းဥစ္စာတွေပေါ်တယ်လူချစ်လူခင်ပေါ်တယ်အဆွဆွဲမခံရဘူးသို့တော့အရက်ကလေးကဆေးပြည့်ဝါပြည့်ကလေးတောက်နေသေးတယ်ထ
ထရေလေးကဆေးပြည့်ဝါပြည့်ကလေးဆိုပြီးတော့စကောင်းအောင်ဆိုပြီးတော့လုံနေသေးတယ်ဆိုလို့ရှိရင်ဖြစ်လျက်ဘဝမှာအယူအနှံကြက်မပြည့်တဲ့လူဖြစ်တယ်။ပက်ဆံတော့ချမ်းသာပါရဲ့အသက်တော်ရှည်ပါရဲ့ပက်ဆံလည်းချမ်းသာပါရဲ့လူချစ်လူခင်လည်းပေါ်ပါရဲ့ဆွဆွလည်းမခံဒါပေမဲ့လူကကြောင်တောင်တောင်ကြက်မပြည့်ဘူးအယူအနှံဟုတ်လားဖြစ်နေတယ်ဆိုရင်ကဲဘယ်လိုလုပ်လဲငါးပါးသီလတခုမှရှော့လို့မရဘူးเนาะရှော့လိုက်ရင်တခုထိသွားမှာပဲအဲ့ဒါကြောင့်မို့လို့ငါးပါးသီလဆိုတာတော့ပြည့်ပြည့်ဝဝလုံလုံခြုံခြုံဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်ကြရတယ်အဲ့ဒီသီလနဲ့ကိုယ်စိတ်လေးကိုထုံမွမ်းပေးထားပါတယ်ဘယ်လိုထုံမွမ်းမလဲဆိုရင်ကိုယ်သီလကိုကိုယ်ဆင်ခြင်နေတိုင်းတတိယတိုင်းပြန်ဆင်ခြင်ငါပါဏာတိပါဒလုံလားအာရိဏရဏလုံလားဆင်ခြင်စဉ်းစားကြည့်လိုက်လို့ရှင်အလုံးလုံနေဆိုစိတ်ထဲမှာကြည်နူးဘုရားယဟနာတွေထိမ့်သိမ်းဆောင်ရှောက်တဲ့ဆောင်ရှောက်မှုတွေဘုရားယဟနာတွေရဲ့တဏ္ဍာမှာဖြစ်တဲ့ခုံရည်တွေငါလည်းဖြစ်နေပြီငါတဏ္ဍာမှာဖြစ်နေပြီဆိုဟောကျင့်တတ်เสียအဲ့ဒီစိတ်ကလေးနဲ့မကြမကြထုံထားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာအာမခံရှိသွားပြီလို့သူတို့ပြောတာအဲ့ဒါလို့ဖြစ်ရအောင်ဘာလို့อ่ะတရားနာရတယ်ပညာဘောဓုတ္တတွေသိဖို့ရတယ်ဘာသာတရားအရေးကြီးတဲ့ဘောဓုတ္တဆိုတာဘာသာတရားနဲ့ဘောဓုတ္တအရေးကြီးတယ်ကျန်တဲ့ဘောဓုတ္တတွေကရဖို့လွယ်တယ်တရားဓမ္မနဲ့ပတ်သက်တဲ့ဘောဓုတ္တတွေသိဖို့အထောက်ရတယ်တုတ္တအဲ့ဒီတုတ္တနဲ့ထုံမွမ်းထားတဲ့စိတ်လေးရလဲအာမခံရှိတယ်နောက်တစ်ခုထုံမွမ်းရမှာတော့စာဂပရိဘာဝိတာကိုရလာတဲ့ပစ္စည်းတယောက်တည်းမသုံးဘူးမိမိချမ်းသာအောင်ထားသလိုမိမိရဲ့မိဘချမ်းသာအောင်ကြွေးမွေးဆောင်ရှောက်ထားတယ်စာဂကိုမိသားစုကြွေးမွေးဆောင်ရှောက်ထားတယ်စာဂကိုမိတ်ဆွေသင်္ကားတွေထိမ့်သိဆောင်ရှောက်ပေးကမ်းထားတယ်စာဂအခါအားလျော်စွာဒါနကောင်းမှုတွေပြုတယ်စာဂပြုပြီးတော့ရလာတဲ့ပစ္စည်းဥစ္စာကိုအများနဲ့ခွဲဝေသုံးပြီးတော့မစ္စရိယဆိုတဲ့နှမျောတွန့်တုံမှုနှိပ်ကွက်ဖယ်ရှားထားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်ဓာတ်စာကားနဲ့ထုံမွမ်းထားတဲ့စိတ်ဓာတ်ပဲတဲ့အဲ့ဒါလို့မစ္စရိယတရားကင်းစင်ပြီးတော့မစ္စရိယကင်းစင်နေတဲ့ပုဂ္ဂိုလ်ဟာအနေထားကိုကဘယ်လိုဖြစ်တော့ဆိုပယတပါဏိပေးဖို့အတွက်စနစ်ဖြစ်တယ်သူကဘယ်တော့ဖြစ်ဌာနတံဝိဘာဂရတပေးခြင်းခွဲခြားဝေဖန်ပေးခြင်းမှာပျော်မွေ့ကိုတယောက်တည်းမစားဘူးကိုတူတည်းမဟုတ်ဘူးအများပေါ်မှာအများအကျိုးလှုပ်တင်လှုပ်ထိုက်တာတွေလှုပ်တယ်ကိုရှိလာရင်ရှိသလိုလှုပ်ပေးတယ်အများကောင်းယူအများအကျိုးဖြစ်မဲ့အရာတွေမှာလက်မနှေးဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာအဲ့ဒါလို့စာကားနဲ့ထုံမွမ်းထားတဲ့ပုဂ္ဂိုလ်စိတ်ဓာတ်ရှိလာပြီဆိုရင်ဘဝမှာအာမခံရှိလာတယ်ဒီတဲ့အရေးကြီးဆုံးကတော့ပညာပရိဘာဝိတာစိတ်တုတ္တကရလာတဲ့ပညာအပြင်ဒီပညာကြတော့ဘာဝနာမယပညာလို့ခေါ်တယ်ဘာဝနာမယပညာရဖို့ရအတွက်သင်ရမယ်ဘာတွေသင်ရမလဲရှုံးတဲ့နံကွဲပြားအောင်အဘိဓမ္မာသင်ရမယ်အဘိဓမ္မာတရားတွေကိုသင်ယူပြီးတော့ဒုသဏ္ဍမှာယုံနဲ့နံ2မျိုးပဲရှိတယ်ဆိုတာထိုယုံနဲ့တရား2ပါးတည်းမဲ့ငါလို့ပြောเสียတခုမှမရှိဘူးငါဟာလို့ပြောเสียလည်းတခုမှမရှိဘူးဒီယုတ်တိနံတွေဟာသူ့အကြောင်းနဲ့သူဖြစ်ပြီးတော့အလုံးဟာရွေရှားပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်လို့ဖြစ်မှုပြက်မှုကိုသိတဲ့ပညာမျိုးဖြစ်မှုပြက်မှုသိတာဘာတန်မိုးရှိတယ်လဲလို့မေးမယ်ဆိုရင်တွေ့တာမှုကိုဖယ်ရှားနိုင်ခြင်းဆိုတဲ့တန်ဖိုးကိုရတယ်လောကမှာလူတွေကအတွေ့တရားပေါ်မှာ
တွေ့တာမှုပေါ်မှာဒုက္ခရောက်နေကြတာမတွေ့တာရင်ဒုက္ခမရောက်ဘူးတွေ့တာလို့တောကဆိုတာလာတာမတွေ့တဲ့နေရာတောကဖြစ်တယ်လို့မရှိဘူးကိုတွေ့တဲ့နေရာသာတောကဖြစ်တာမြန်မာနိုင်ငံမှာနေစဉ်နဲ့အမျှလူတွေသေနေတာကိုယ်နဲ့မပတ်သက်တဲ့လူသေဘာဖြစ်လဲဘာမှဖြစ်ကြနော်ဘာမှဖြစ်ဘာလို့မဖြစ်တာမတွေ့လို့ပဲရက်တောင်လေးခတ်ပြီးတော့ဒီနည်းနည်းပါးပါးသိရင်တော့အေးအေးဆေးဆေးလိုက်ပို့လိုက်သေးတယ်နော်လူတွေကကိုထဲဟာဆိုပြီးဆိုရင်တော့တောကတွေဖြစ်လာပြီချာနော်ခြေမကင်ပြီလက်မကင်ပြီရက်တောင်မခတ်နိုင်တော့ချာအဲ့လိုတွေဖြစ်တယ်ဒါဘာလို့ဖြစ်တုံဆိုတွေ့လို့ဖြစ်တာလေလူတွေ့ရင်လည်းတောကဖြစ်တာပစ္စည်းဥစ္စာတွေ့တိုင်လည်းတောကဖြစ်တယ်ကိုမပိုင်နဲ့ကိုနဲ့မဆိုင်တဲ့ပစ္စည်းဥစ္စာပြည့်ချင်သလောက်ပြည့်ဘာမှဖြစ်ဘူးကိုနဲ့ဆိုင်လာပြီဆိုတဲ့ပစ္စည်းဥစ္စာကြတော့လူတွေဟာခြေမကင်မိလက်မကင်မိနဲ့တောကတွေဖြစ်ကြတယ်ဘာလို့လဲတွေ့လို့ဖြစ်တာအဲ့တော့တွေ့မှုသည်တောကကိုဖြစ်စေတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်လေစဉ်းစားကြည့်တွေ့တာတယ်ပရမလူဘဝရောက်လာတယ်အ ਨੇ ဆုံးလူဆိုတာကိုယ့်ကိုယ်တွေ့တာတယ်မိသားစုကိုတွေ့တယ်အမေပေါ်မှာတန်ရောစဉ်ရှိတယ်အဖေပေါ်မှာတန်ရောစဉ်ရှိတယ်ညီကိုမောင်နှမတွေပေါ်မှာတန်ရောစဉ်ရှိတယ်အဲ့ဒီတန်ရောစဉ်တွေကိုနောက်ထပ်တိုးချဲ့တယ်နော်လူတွေကတန်ရောစဉ်ကိုတိုးချဲ့နေကြတာတိုးချဲ့တာကိုပဲကြီးပွားတယ်လို့ထင်နေတာအမှန်တန်ရောစဉ်ကိုတိုးချဲ့တန်ရောစဉ်တိုးချဲ့ခြင်းအပြင်တောကကိုတိုးချဲ့နေခြင်းသာဖြစ်တယ်ငိုလို့မဆုံးအောင်တောကတရားကိုတိုးချဲ့နေတာပဲဖြစ်တယ်အဲ့ဒါတွေကအမှန်သိလို့ရှိရင်တွေ့တာမှုတွေကိုရပ်ဆိုင်ပြနိုင်တယ်လို့ဒီလိုဆိုတာပေါ့တောကဆိုတဲ့ရင်ထဲကပူလောင်မှုတွေဖယ်ရှားခြင်းလို့ရှိရင်တွေ့တာမှုကိုဖယ်ရှားတွေ့တာမှုကိုဖယ်ရှားလို့ရှိရင်အမှန်သိမှုနဲ့ဖယ်ရှားရမယ်ဒီပညာနဲ့မှဖယ်ရှားနိုင်တယ်ဒါကြောင့်မို့ယုံနဲ့တရားတွေကွဲကွဲပြားပြားသိတဲ့ပညာမျိုးယုတ်တရားနံတရားတို့ရဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုယ်မပိုင်တဲ့သဘောတွေကိုသိတဲ့ဝိပဿနာပညာမျိုးအဲ့ဒီပညာမျိုးဟာသာအတွေ့ကိုဖယ်နိုင်တယ်အတွေ့ဖယ်မှတောကပြောင်းမယ်တောကပြောင်းမှရှင်တွင်းဟာစိတ်နှလုံးအေးချမ်းပြီးတော့နေနိုင်မယ်စိတ်နှလုံးအေးချမ်းသာယာစွာနေနိုင်ဖို့ဆိုတာဟာဒါလုံးမရတယ်ဒါကြောင့်မို့ပညာပရိဘာဝိတာစိတ်ပညာနဲ့ထုံမှတိုင်းအာမခံရှိတယ်သိကြတယ်တောကမလာတော့ဘူးအာမခံရှိတယ်မြတ်စွာဘုရားကတတ္တပရိဘာဝိတစိတ်သီလပရိဘာဝိတစိတ်တုတ္တပရိဘာဝိတစိတ်စာကပရိဘာဝိတစိတ်ပညာပရိဘာဝိတစိတ်ဆိုတဲ့ဒီ၅မျိုးနဲ့ထုံမှန်းထားတဲ့စိတ်လေးဟာတဲ့ဘယ်တော့မှအောက်တန်းကိုမရောက်သွားဘူးအမြဲတမ်းအထက်တန်းပဲတစ်ဆင့်နဲ့တစ်ဆင့်မြင့်သွားဖို့ပဲရှိတယ်ဆိုပြီးတော့ထောပတ်အိုးကြီးကိုရေထဲမှာခွဲလိုက်လို့ရှင်အိုးခွဲတွေကတော့အောက်ကျသွားမှာပဲထောပတ်တွေစီတွေကတော့ထောပတ်တွေကတော့ရေမျက်နှာပြင်ပေါ်မှာပေါ်တက်နေမြုပ်ပြစ်လို့မရဘူးထို့တူပဲတတ္ထသီလသုဒ္ဓစာကပညာဆိုတဲ့ဒီသဘာဝတရားတွေနဲ့ထုံမှန်းထားတဲ့ကိုယ့်ရဲ့စိတ်လေးဟာဘယ်တော့မှမြုပ်မသွားဘူးလို့ဒီလိုဆိုလို့တယ်ဒါအာမခံမဲ့ပေါ့အဲ့ဒါလို့အာမခံရှိတယ်ဒါကြောင့်မို့ဒီအခြေအနေမျိုးတွေရောက်လိုအပ်တာဘာလို့ဆိုစောင့်စည်းမှုစောင့်စည်းမှကောင်းတယ်မစောင့်စည်းမကောင်းဘူးဆိုတာကိုစောင့်စည်းနိုင်ဖို့အရေးကြီးတယ်ဆိုတာကိုမြတ်စွာဘုရားဒါပြင်ဟုတ်ပြီဘာတွေစောင့်စည်းရမှာလဲတတိနဲ့ဘာကိုစောင့်ပြီးတော့မဟုတ်တာတွေကိုတားဆီးရမှာလဲဆိုတော့ကြည်မြတ်စွာဘုရားဟောထားတယ်စက္ခုနာတံဝရောတာဓုစက္ခုနာမျက်စိဖြင့်တံဝရောစောင့်စည်းမှုဟာတာဓုကောင်းတယ်ကောင်းတယ်ဆိုတာကောင်းကျိုးချမ်းသာတွေရနိုင်တယ်လုပ်ရမယ်လို့ဆိုလိုတာပဲမျက်စိကိုထိမ့်သိမ်းစောင့်ရှောက်နိုင်တာကောင်းတယ်လို့ဆိုတာဒါဖြင့်မျက်စိဖြင့်စောင့်စည်းတယ်ဆိုတာဘာပြောတာတော့
မကြည့်ပဲနေရမှာလားမျက်စိမှိတ်ထားရမှာလားဒီလိုဆိုတာမဟုတ်ဘူးမျက်စိဖြင့်စောင့်စည်းတယ်ဆိုတာမျက်စိဖြင့်မြင်စရာအာယုံကိုမြင်လိုက်မယ်မြင်တဲ့အခါမှာမိမိရဲ့စိတ်ထဲမှာနှစ်သက်စရာဆိုရင်လောဘကလာလိမ့်မယ်မုန်းတီးစရာဆိုရင်ဒေါသကလာလိမ့်မယ်မဝေခွဲနိုင်တဲ့အရာဆိုရင်မောဟကလာလိမ့်မယ်တတိလက်လွတ်ပြီးတော့လာလိမ့်မယ်အဲ့ဒါတွေမလာအောင်စောင့်စည်းပါလို့ဒီလိုပြောတာဒါကိုပဲဒိဋ္ဌိဒိဋ္ဌမတ္တံမြင်တယ်ဆိုတဲ့အချိန်လေးမှာမြင်မှုကိုအကြောင်းပြုပြီးလောဘနဲ့မတွဲမိအောင်ဒေါသနဲ့မတွဲမိအောင်မြင်မှုတတ်ကလေးပေါ်မှာရပ်ဆိုင်သွားအောင်ကျင့်လေးကျင့်ပါလို့ဒီလိုဆိုတာပေါ့ဒါအိန္ဒရိယတံဝရကိုပြောတာနော်မျက်စိကိုစောင့်စည်းတယ်ဆိုတာမြင်ပြီးတော့လောဘဒေါသမဖြစ်စေနဲ့လို့ဆိုလိုတယ်ပေါ့ဒါဖြင့်လူတွေဟာလောဘဒေါသတွေကဘလို့ဖြစ်နေကြတာတုံးဆိုမြင်တဲ့အရာပေါ်မှာလောဘဖြစ်တယ်မြင်တဲ့အရာပေါ်မှာဒေါသဖြစ်တယ်မမြင်ခင်ကဖြစ်နေသလားဆိုဖြစ်ဘူးမြင်လာမှဖြစ်တာနော်မြင်လာပြီးတဲ့နောက်လည်းပဲမြင်ယုံတတ်နဲ့ဖြစ်လာလို့ဆိုမဖြစ်ဘူးတွေးတယ်လေနှစ်သက်စရာအာယုံဆိုကောင်းလိုက်တာရချင်လိုက်တာနဲ့ဖြစ်လာပြီဆိုရင်လောဘတွေတက်လာမနှစ်သက်စရာအာယုံတွေးလို့ရှိရင်လည်းမုန်းစရာကောင်းလိုက်တာဆိုဒေါသတွေကတက်လာဒီလိုလာတာပေါ့အတွေးရဲ့နောက်မှာလောဘဒေါသဆိုတာဆက်လိုက်လာမြင်ခြင်းဆိုတဲ့အပေါ်မှာကြည့်ပြီးတော့လောဘတွေလိုက်လာအဲ့ဒါလို့လောဘမဖြစ်ရအောင်စောင့်စည်းတာကိုဆိုလို့တယ်တံဝရလို့ခေါ်တယ်အဲ့ဒီစောင့်စည်းတာဟောနောက်တစ်ခုစောင့်စည်းရမှာပါတော့ဒါကမျက်စိနဲ့ပတ်သက်ပြီးခုလိုစောင့်စည်းရင်ဒီတကားပေါက်လုံသွားပြီလို့ပြောတာဓုသောတေနတံဝရောသောတေနတံဝရောနာဖြင့်ဝင်လာတဲ့အာယုန်တွေကိုလောဘဒေါသမဖြစ်ရအောင်ထိမ့်သိမ်းဆောက်ရှောက်မှုပါလေတာဓုကောင်းတယ်လောကမှာကြားလာပြီကောင်းတဲ့ရင်ကြားပြီဆိုရင်လောဘဖြစ်တယ်မကောင်းတဲ့တဲ့ရင်သို့မဟုတ်ကိုယ်ကိုအတင်းပြောတာတို့ကအစပေါ့စိတ်ဆိုးတယ်မထိန်နိုင်လို့ရှင်လေမကြားခင်ကဘာမှမဖြစ်ဘူးကြားပြီဆိုလို့ရှင်လောဘဖြစ်မယ်ဒေါသဖြစ်မယ်အဲ့ဒီလူမဖြစ်ရအောင်ကိုယ်စိတ်လေးကိုထိန်းရမယ်ထိန်းတာဟာစောင့်စည်းတာဟာကောင်းတယ်လို့မြတ်စွာဘုရားဒီလိုဟောမစောင့်စည်းဘူးဆိုရင်ပြဿနာတက်မယ်နောက်ကလောဘဒေါသဆိုတာတွေကြောင့်ဆက်ပြီးတော့မဆောင်စည်းတဲ့အတွက်ကြောင့်ဆက်ပြီးတော့အကုသိုလ်တွေဇက်တိုက်ဖြစ်လာမှာဒီအတိုင်းပဲမျက်စိစောင့်တာလို့နားနဲ့စောင့်တာလို့နောက်တစ်ခါကျဂာနေနတံဝရောတာတုအနံ့ဆိုတာလေနှစ်သက်စရာကောင်းတဲ့အနံ့ရှိတယ်နှစ်သက်စရာမကောင်းတဲ့အနံ့ရှိတယ်နှစ်သက်စရာကောင်းတဲ့အနံ့ပေါ်မှာလောဘမဖြစ်အောင်မနှစ်သက်စရာကောင်းတဲ့အနံ့မှာဒေါသမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ရမယ်တတိနဲ့စောင့်ရမယ်တားဆီးရမယ်တာဓုဇီဝယတံဝရောဇီဝယလျာဖြင့်တံဝရောစောင့်စည်းမှုဟာတာဓုကောင်းလောကလူတွေဟာဒါကပိုအရေးကြီးတယ်နော်နှာခေါင်းနဲ့ဒါကပိုအရေးကြီးလားမျက်စိနဲ့လည်းပဲပြဿနာတက်တာပဲနားနဲ့လည်းပြဿနာတက်တာပဲနှာခေါင်းနဲ့တော့သိပြဿနာမတက်တော့ဘူးနော်သို့တော့အိမ်နာနီးချင်းကငရုတ်သီးကြော်ရင်တော့ပြဿနာတက်ကောင်းတက်လိမ့်မယ်အဲ့ဒီမှာရှာနဲ့ကြတော့ပြဿနာတက်လာရှာနဲ့ပြဿနာတက်တယ်ရှာနဲ့ကောင်းတဲ့အရာသာပေါ်မှာခံစားလာပြီဆိုလို့ရှိရင်လူတွေဟာရတ္တတဏှာလို့ခေါ်တာပေါ်လာတယ်ကြိုက်တယ်ကြိုက်ဘူးပေါ်လာသည့်အတွက်ကြောင့်ဒီကနေ့ခေတ်မှာနော် restaurant ဆိုတဲ့စားသောက်ဆိုင်ကြီးတွေအများကြီးပေါ်လာ
ကုန်းပေါ်အစားစားတွေအားမရလို့ပင်လယ်ထဲကအစားစားစီးဖုဆိုပြီးတော့ပက်ကြည်တွေခရုတွေရောက်သွားတွေအဲ့ဒါတွေစားတာအဲ့ဒါကိုစီးဖုဆိုနာမည်ပေးထားတာအဲ့ဒီလိုပင်လယ်ထဲကသတ္တဝါတွေပါအကုန်လုံးလူတွေရဲ့ရှားပေါ်မှာရောက်လာကုန်ရှားတွေပေါ်ရောက်လာသည့်အတွက်ကြောင့်ရှားကရှားပေါ်တွင်နေတာမဟုတ်ဘူးရှားပေါ်ကောင်းတာလေးနဲ့မျိုးချလိုက်တဲ့အခါကျဘယ်ရောက်သွားခန္ဓာကိုယ်ထဲရောက်သွားသွေးသားထဲရောက်သွားတဲ့အခါခန္ဓာကိုယ်စိတ်တော့ဖြစ်ပြီးဆိုရင်ဘယ်သူခံရတော့အသက်ပြီးကြောက်ကယောဂတွေဖြစ်ကြတယ်စက်တိုက်ဘာဖြစ်လဲလျှာကိုမဆောင်စည်းဘူးဆိုလို့ရှိရင်မတဲ့တာလဲစားမှာမတဲ့တာလဲစားတယ်ကြိုက်လို့စားတာဖြစ်လာအဲ့ဒါဆောင်စည်းမှုမရှိလို့ဒီလိုဖြစ်တယ်လို့ပြောတာနော်ကိုယ်နဲ့မတဲ့မှန်းသိပေမဲ့လို့နည်းနည်းလေးပါဆိုပြီးတော့လဲစားတယ်များလေးဝါအောင်စားပြီးဆေးတောက်မယ်ဆိုတဲ့လူလည်းရှိတယ်အဝါစားပြီးသိမယ်ဆိုတဲ့လူလည်းရှိတယ်လူမျိုးရှိတယ်ရှောင်မယ်ဆိုတဲ့လူကလူနည်းစုမတည့်တာရှောင်မယ်ကြိုက်ပေမဲ့မစားဘူးဘုန်းကြီးတစ်ပါးလို့စားတဲ့အခါဝက်သားမတည့်ဘဲနဲ့ဝက်သားကောဝက်သားမတည့်ဘူးမဟုတ်လားလို့ဆိုတတုံးနဲ့ပါခရောနောက်တစ်ခါကျတော့မထူးပါဘူးခရောဆိုအဝါစားတော့တာအဲ့ဒါရတ္တတဏှာကိုမထိန်နိုင်တာလို့ခေါ်တယ်ပေါ့နော်ရတ္တပေါ်မှာမထိန်နိုင်သည့်အတွက်ကြောင့်တွေ့တာမှုတွေဖြစ်လာတယ်ဖြစ်လာတာကိုမဆောင်စည်းဘူးမဆောင်စည်းသည့်အတွက်ကြောင့်ပြဿနာဘာဖြစ်လဲယောဂတွေတိုးလာတာပေါ့စီးကျယောဂရှိလို့အချိုးမတည့်ဘူးဆိုချိုးစားတယ်စီးကျတွေတက်တယ်သွေးလို့ရှိရတဲ့နဲ့မတည့်တဲ့ဝက်သားပါညာစားတယ်ဘာဖြစ်သွေးတက်တာပေါ့နောက်ဆုံးမှာတက္ကမကြီးတယောက်ဆိုလို့ရှိရင်တွင်းသီးကြိုက်တယ်တွင်းသီးနဲ့သူကမတည့်ဘူးတွင်းသီးကို18အိမ်နဲ့စားတာတထိုင်နဲ့18စားပြီးတော့သိမကြဘူးရေဝေရောက်သွားရန်ကုန်လိုပြောရင်ရေဝေရောက်တယ်ခေါ်တော့သိမကြဘူးအဲ့ဒီလိုတွေဖြစ်ကုန်အဲ့ဒါမြတ်စွာဘုရားဟောတာတာဓုစီဝါယတံဝရောတဲ့ကိုရှာလေးကိုထိန်းတာကောင်းတယ်တဲ့မထိန်းလို့ရှိရင်အခုလိုဖြစ်လိမ့်မယ်တဲ့ဟုတ်လားမျက်စိကိုထိန်းရမယ်စောင့်စည်းရမယ်နားကိုစောင့်စည်းရမယ်နှာခေါင်းကိုစောင့်စည်းရမယ်လျှာကိုစောင့်စည်းရမယ်အဲ့ဒီစောင့်စည်းမှုတွေဟာစောင့်စည်းမှကောင်းတယ်မစောင့်စည်းရင်ပြဿနာဖြစ်မယ်ဒီလိုဆိုတာနေ့စဉ်ဘဝမှာမြတ်စွာဘုရားတရားတော်ဟာသုံးကြတယ်ဟောနိဗ္ဗာန်ရောက်ကြောင်းကြီးမဟုတ်ဘူးဘဝမှာသုံးကြသက်ရှိဖို့ကျမ်းမာဖို့ကုသိုလ်တရားတွေများများရဖို့ဒါတွေကလိုက်နာရမယ်ဟာတွေပဲမလိုက်နာဘူးဆိုသက်တူမယ်ကုသိုလ်ဖြစ်မယ်မဟုတ်ဘူးမျက်စိနားနှာခေါင်းလျှာစောင့်စည်းမှုစောင့်စည်းရဒီလိုဖြစ်အောင်စောင့်စည်းဖို့နောက်တစ်ခုကကာယေနတံဝရောတာတုကာယကိုလည်းစောင့်စည်းဖို့လိုတယ်ကာယကိုမစောင့်စည်းရင်ပြဿနာတွေတက်လိမ့်မယ်ကာယမှာနှစ်ခုရှိတယ်သူကကာယစောင့်စည်းမှုဆိုတာကာယပတာရနဲ့ဖုဒ္ဓဘာယုံဖုဒ္ဓဘာယုံကဖုဒ္ဓဘာဆိုတဲ့အထီအတွေ့ကကိုယ်ကာယနဲ့ဆက်သွယ်လာတဲ့အခါမှာတဏှာလောဘဖြစ်လာတယ်အဲ့ဒီတဏှာကိုထိမ့်သိမ်းဆောက်ရှောက်အောင်မဖြစ်စေရဘူးအဲ့ဒါကအဓိပ္ပာယ်တစ်ခုနောက်တစ်ခုကာယေနတံဝရောတာတုဆိုလှုပ်ချင်တာတွေကိုမလုပ်ရဘူးအပြစ်မကင်းတဲ့အလုပ်တွေကိုမလုပ်မိစေနဲ့ကာယကံဆိုတာကိုစောင့်ကြည့်ရသူများတဲ့တတ္တမျိုးမလုပ်မိစေနဲ့သူများဥစ္စာခိုးယူတာမျိုးမလုပ်မိစေနဲ့သူတော်ဘာသားများပြစ်မှားတာမျိုးမလုပ်မိစေနဲ့ကာယကံထိမ့်သိမ်းဆောက်ရှောက်အဲ့ဒါလို့
ကာယကံကိုမစောင့်ရှောက်သည့်အတွက်ကြောင့်ပြဿနာတက်နေတာပဲခုခေတ်မှာလူသတ်မှုနဲ့ထောင်ချတယ်ခိုးမှုနဲ့ဘာဖြစ်တယ်မဒိဋ္ဌမှုနဲ့ဘာဖြစ်တယ်နဲ့ဆိုတာလောကကြီးမှာပြစ်မှုတွေဆိုတာဒါနဲ့ပတ်သက်တာပဲလေအဲ့လိုမရှောင်ကျင်တဲ့ပုဂ္ဂိုလ်တွေဟာဒီလိုပြဿနာဖြစ်တယ်စောင့်စည်းတဲ့ပုဂ္ဂိုလ်တွေကြတော့ဘာမှဖြစ်ဒါမှမဟုတ်စောင့်စည်းမှကောင်းတယ်မစောင့်စည်းခြင်းမကောင်းဘူးပြဿနာတက်ပဲဒီလိုဆိုတာပေါ့နော်ကာယေနသံဝရောတာတုကာယဖြင့်ထိမ့်သိမ်းဆောက်ရှောက်ပါသို့မဟုတ်ကာယကိုထိမ့်သိမ်းဆောက်ရှောက်ပါစိတ်ရှိမှကောင်းတယ်နောက်တစ်ခုပါတုဝါစာယသံဝရောစကားနဲ့ထိမ့်သိမ်းဆောက်ရှောက်တာလဲစကားကိုထိမ့်သိမ်းဆောက်ရှောက်တာစကားနဲ့ပတ်သက်ပြီးတော့စောင့်စည်းတာကောင်းတယ်မစောင့်စည်းလို့ဟိုပြောဒီပြောတောင်ပြောမြောက်ပြောပြဿနာတက်တယ်ဒါမဆောင်စည်းတဲ့စကားဆိုတာဘယ်လိုဟာတွေပြောတာလိမ်ပြောတယ်ဂုံတိုက်တယ်ဆဲရီတိုင်းထွားတယ်အကျိုးမရှိတဲ့စကားတွေကိုပြောတယ်ဝစီဒုစရိုက်၄ပါးအဲ့ဒီဝစီဒုစရိုက်ကိုကျူးလွန်လို့ပြဿနာတွေတက်ပဲဒီလိုဆိုလို့တာနှုတ်ကိုမဆောင်စည်းတာပြောချင်တာပြောတာမပြောသင့်တဲ့စကားလည်းပြောတယ်မပြောသင့်တဲ့စကားပြောပြဿနာတက်မှာပဲဒါတော့ဒါကိုနှုတ်မဆောင်စည်းဘူးလို့ပြောတာနော်နှုတ်မဆောင်စည်းဘူးဆိုရင်တေးတောင်တေးတတ်တာပဲနှုတ်ကဆောင်စည်းရအရင်တော့က950ဇတ်ထဲမှာပါတာလေးတစ်ခုရှိတယ်လက်တကောင်နဲ့ဟင်းသားတွေမိတ်ဆွေဖြစ်တယ်မိတ်ဆွေဖြစ်တဲ့အခါကျတော့ဟင်းသားတွေနေတဲ့နေရာကိုဒီလိတ်ကိုအလဲခေါ်တာလိတ်ဆိုတဲ့ကောင်ကမြန်သွားနိုင်တာမှမဟုတ်တာဟင်းသားတွေနေတာကောင်းကင်ကနေပြန်သွားပြီသူတို့နေရာရောက်ဖို့ဘယ်ဖြစ်နိုင်မှာအဲ့ဒီလိတ်ကိုအလဲခေါ်ခြင်းတဲ့အခါကျဘယ်လိုလုပ်ရတော့ဟင်းသားနှစ်ကောင်ကဒုတ်တစ်ချောင်းကိုဟိုဘက်တစ်ကောင်ဒီဟိုဘက်နှုတ်သည်ဒီဘက်နှုတ်သည်နဲ့ကိုက်ချီထားပြီးတော့လိတ်ကိုအလဲကောင်ကနေပြီးတော့အဲ့ဒီဒုတ်ကိုကိုက်ခိုင်းထားပြီးတော့တော်တော်ထူးဆန်းတဲ့စိတ်ကူးပဲအဲ့ဒါလိုလုပ်ပြီးတော့ဟင်းသားကိုမြဲမြဲကြိုက်ထားတော့မင်းနှုတ်ဆောင်စည်းရမယ်လို့ပြောတယ်ဟင်းသားကိုသူတို့တိုင်းပြည်ကိုခေါ်သွားကြတယ်ပေါ့ဟင်းသားတွေကလေလိတ်ကိုသူတို့ဟင်းသားတိုင်းပြည်ကိုခေါ်သွားကြတာပါဇက်ကိုမြဲမြဲကြိုက်ထားတော့ဆိုပြီးတော့ဟင်းသားတွေကကောင်းကင်ပြန်တက်ပြီးတော့လိတ်ကြီးကပါသွားလေအဲ့ဒီမှာပါဇက်ကကြိုက်ထားပြီအောက်ကကလေးတွေကပြောတယ်ဟိုမှာငှက်တွေကဟင်းသားလိတ်ကြီးကိုခြိသွားတယ်လိတ်ကြီးကိုခြိသွားတယ်နဲ့လိတ်ကြီးကပြန်သွားတယ်ဆိုအဲ့မှာလိတ်ကလှမ်းကြည့်ပြီးတော့ငါမိတ်ဆွေတွေကငါခြိတာမင်းတို့နဲ့ဘာဆိုင်လို့လဲကွာဆိုတာနှုတ်ကိုစကားမပြောပဲစောင့်စည်းရမှာမစောင့်စည်းဘူးအောက်ကကလေးတွေကိုလှမ်းပြီးတော့သူကပြောချင်တာပါးစပ်ဟလိုက်တာနဲ့ပြုတ်ကျပြီးတော့သေသွားတယ်အဲ့ဒီဇလန်းရှိတယ်နော်အဲ့တော့နှုတ်မဆောင်ရင်တော့သေတာပဲမရဘူးနှုတ်ဆောင်မှုအရေးကြီးတယ်မပြောသင့်တာတွေပြောလိုက်ပြီးပြဿနာတက်တယ်လောကကြီးမှာနှုတ်ကြုံတော့နှုတ်လို့မရဘူးဆိုတာစကားကြုံတော့နှုတ်လို့မရဘူးစကားပြောတဲ့အခါမှာမြတ်စွာဘုရားဒါကြောင့်မို့ဆုံးမတာစကားပြောမယ်ဆိုလို့ရှိရင်တဲ့ကိုတေချာကြည့်ငါပြောတဲ့စကားမှန်တာကိုသာပြောမယ်မမှန်တာမပြောဘူးဟုတ်ပြီမှန်တိုင်းပြောရမလားဆိုမှန်တိုင်းလည်းမပြောနဲ့အောင်နဲ့အကျိုးရှိမှပြောမယ်အကျိုးမရှိရင်မပြောမှန်လည်းမှန်တယ်အကျိုးလည်းရှိတယ်ဒါပေမဲ့အချိန်မတန်မဲ့နဲ့ရှောက်ပြောလို့ရမလားမရဘူးပြောဖို့အချိန်တန်ပြီဆိုမှပြောရမယ်ဟုတ်လားအချိန်တန်မှပြောတယ်ဆိုတဲ့အခါမှာလည်းပဲရိုင်းဆိုင်မပြောရဘူးယဉ်ကျေးကျေးပြောရမယ်အေးနှုတ်ထွက်တော့ချိုးပါရဲ့စိတ်ကဘယ်လိုထားရမလို့ဆိုမေတ္တာနဲ့ပြောရမယ်ဒေါသနဲ့မပြောရဘူးမြတ်စွာဘုရားကအကုန်သင်ပေးတာနော်အကုန်သင်ပေးတာ
အပြောမတတ်လို့ရှိရင်ဆဲတယ်လို့ဆိုပြောမတတ်ရင်ဆဲတာပဲအပြောမတတ်တာတို့အထိမ်မတတ်တာတို့ကိုယ့်ကအနိုင်ဆုံးပဲဒါကြောင့်မို့တာဓုဝါစာယတံဝရောပြောလိမပြောတာနှုတ်ကိုစောင့်စည်းတာအလွန်ကောင်းတယ်လို့ဒါကိုလက်တွေ့ဘဝမှာကိုယ့်ကိုစဉ်းစားပြီးကိုယ့်ကိုလိုက်နာရမယ်ကိစ္စတွေဒါတွေကနော်လိုက်နာရမယ်ကိစ္စတွေအဲ့ဒါမလိုက်နာလို့ရှိရင်အပြောလေးတစ်ခုကြောင့်ဒုက္ခရောက်သွားနိုင်တယ်ပေါ့သူတို့ဆိုတာပေါ့နောက်တစ်ခုကတော့မနတတံဝရောတာတုဒါတော့အရေးကြီးဆုံးပဲစိတ်ကိုစောင့်စည်းနိုင်ရမယ်စိတ်ထဲမှာစိတ်ဆိုတာလူကသိတာမဟုတ်ကိုယ့်အကိုသိဆုံးပဲသူများမသိဘူးဉာဏ်တွေကသူများနဲ့ပတ်သက်တယ်မနတတံဝရောတာတုကိုယ်စိတ်ထဲမှာမတော်မလျော်တွေမဖြစ်စေဘူးစောင့်စည်းရမယ်6မျိုးမြတ်စွာဘုရားဟောတာအဲ့ဒါလို့ဟောပြီးတော့ဘုရားပါပြောတာဓုတပ္ပထတံဝရောတဲ့မင်းတို့အကုန်လုံးစောင့်အောင်မယ်နော်မျက်စိရင်စောင့်အောင်မဟုတ်ဘူးမျက်စိရင်စောင့်စည်းရမှာမဟုတ်ဘူးမျက်စိလည်းစောင့်စည်းရမယ်နားလည်းစောင့်စည်းရမယ်နှာခေါင်းလည်းစောင့်စည်းရမယ်လျှာလည်းစောင့်စည်းရမယ်ကိုယ်ကာယလည်းစောင့်စည်းရမယ်အပြောဆိုလည်းစောင့်စည်းရမယ်စိတ်လည်းစောင့်စည်းရမယ်အဲ့ဒီစောင့်စည်းမှုဟာအင်တန်မှအရေးကြီးတယ်လူလောကမှာပြဿနာမတက်ဖဲနဲ့ချမ်းသာဒုက္ခရဖို့အတွက်ဒါအင်တန်မှအရေးကြီးတယ်လို့ဒါဖြင့်စောင့်စည်းခြင်းဖြင့်ဘယ်လိုအကျိုးတွေရတော့ဆိုမြတ်စွာဘုရားသဗ္ဗထသံဝုတောဘိက္ခုသဗ္ဗဒုက္ခပမုစတိအလုံးကိုစောင့်နိုင်ပြီဆိုလို့ရှိရင်ဆင်းရဲဒုက္ခလွတ်ပါတယ်လို့ဒီလိုပြောတာနော်စိတ်ပါစောင့်ရှောက်သွားနိုင်ပြီစိတ်ကိုပါထိမ့်သိမ်းစောင့်ရှောက်နိုင်ပြီဆိုရင်ဆင်းရဲဒုက္ခဟူသမျှကလွတ်မြောက်သွားနိုင်တယ်ဆင်းရဲဒုက္ခလွတ်မြောက်တယ်ဆိုတာဒီဘဝမှာကြုံတွေ့ရမယ့်ပြဿနာတွေကလည်းလွတ်တယ်နောက်ဆုံးမှာတန်တရားထဲမှာကြုံတွေ့ရမယ့်ဆင်းရဲဒုက္ခဟူသမျှတွေကလည်းလွတ်နိုင်တယ်ကဲပြီးစောင့်စည်းမှုကိမဲ့နေတဲ့ပုဂ္ဂိုလ်တရားပြဿနာတွေနဲ့ဒီဘဝမှာလည်းဒုက္ခရောက်မယ်နောက်ဘဝတွေလည်းဒုက္ခရောက်မယ်အလုံးဟာဆင်းရဲဒုက္ခနဲ့ပဲကြုံတွေ့ရမယ်သဗ္ဗထတံဝုတောဘိက္ခုသဗ္ဗဒုက္ခပမုစတိအရာရာမှာစောင့်စည်းနိုင်ပြီဆိုလို့ရှိရင်တော့သဗ္ဗဒုက္ခပမုစတိဆင်းရဲဒုက္ခတွေအလုံးကလွတ်မြောက်ပြီးချမ်းသာဒုက္ခကိုရနိုင်တယ်လို့ဘုရားမြတ်စွာဆုံးမဟောကြားခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့ဟာမြတ်ဗုဒ္ဓကိုကိုးကွယ်တဲ့ဗုဒ္ဓတာဝကဥပဒကဥပတိကဗုဒ္ဓဘာသာဝင်သူတော်စင်တွေဖြစ်သည့်အားလျော်စွာတို့တွေဟာမြတ်စွာဘုရားအဆုံးအမကိုသိရှိပြီးဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကြင်ကြံကြိုးကိုအထုံးမှဘုရားကိုစိကရကြိုးတရားကိုစိကရကြိုးတန်ခါကိုစိကရကြိုးဆိုတဲ့ကောင်းကျိုးချမ်းသာတွေရနိုင်မှာဥပမာကရှင်းရှင်းလေးပဲပလင်းနဲ့ဆေးထည့်ပြီးတော့ခေါင်းရင်းမှာထောင်ထားဆေးမတော့ဖဲနေလို့ရှိရင်ဘာယောဂမှမပြောက်ဘူးနော်ဘာယောဂမှမပြောက်ဘူးအဲ့ဒါလိုပဲဆေးတော့မှဆေးနဲ့ပတ်သက်တဲ့ယောဂပျောက်မှာဖြစ်တယ်ထို့တူပဲမြတ်စွာဘုရားအဆုံးအမတွေကိုအခုလိုကြားသိကြပြီးတဲ့အခါမှာအဓိပ္ပာယ်ကိုစဉ်းကျင်စဉ်းစားလို့တတိတရားဉာဏ်စွမ်းအားတွေနဲ့အဓိပ္ပာယ်သိပြီးတဲ့နောက်မှာလိုက်နာကျင့်သုံးမှုဆိုတာတွေအဆင့်ထိရောက်ပြီဆိုမှကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့အဆုံးအမဩဝါဒနိုင်ယူမှတ်သားပြီးဒီအဆုံးအမကိုအလေးနဲ့ထားကလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်လို့ကိုစီလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာ
ချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံးလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောက်ပြပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွေးမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတဝန္တာရွှေမြူဝမုံလူလျက်ကြည်နူဝဲကြုံဖူးပွင့်ညအကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သိမ့်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း